အခုနောက်ပိုင်းကျတော့ကိုစောမီခေရင်ငါနေအောင်ကလေးတွေအထောက်ပံ့နေရှိတော့အခုအာဟာရဆိုလဲကိုဆောင်နေပြီးတော့အာဟာရဆိုလဲလုံလောက်စွာမစားရဘူးစားတည့်ချေမစားရဘူးပြီးတော့နုတိုက်မိခေရဆိုရင်လဲဒါလည်းဒီနေ့ဒီချိန်ငါချိန်စိုက်စားပေးရမယ်ဆိုတာတဲ့အခုရှော့စားရတဲ့ဘဝတွေကရောက်နေပြီအိုင်စီမဆိုကလေးနဲ့အမျိုးသမီးနဲ့ကလေးရထားနေရှိတယ်အတနဲ့ဆိုဒီလိုမျိုးအနီးတွေမွေးကင်းစားကလေးတွေတွေ့တချို့မိခင်တွေတွေ့သူတို့ခေါ်တာ dignity gift တွေရှိတယ်ပေါ့နော်အဲ့ဒီ gift တွေရှိတယ်အဲ့ဒီမှာကပါတယ်ပစ္စည်းတွေပါတယ်အတနဲ့ဆိုသူတို့နဲ့ချိတ်ဆက်ဖို့လိုရတယ်မင်္ဂလာပါလူထုနဲ့အစိုးရအစီအစဉ်ကနေကြိုဆိုပါရရှင်ဒီအစီအစဉ်ဟာပရိနိဒေတာခံလူထုနဲ့ပရိနိပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC တို့အကြားချိတ်ဆက်ပြီးပြန်လည်ယုံကြည်မှုတာဝန်ယူမှုတာဝန်ခံမှုရှိစေရတဲ့အတွက်ဂျာခံချိတ်ဆက်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်ဒေတာခံလူထုကမေးမြန်းတဲ့မိခွန်းတွေကို IEC တာဝန်ရှိသူတွေကပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်မဟာကတော့ဒီကိုဆောင်နေငါနဲ့အောက်ကလေးနဲ့နုတနိကီမှာပြလို့တောင်းစုချရတယ်လို့ဆိုအဲ့ဒါအစပိုင်းစစ်ဆောင်လာတဲ့ချာတော့ငါနဲ့အောက်ကလေးရဲ့အထောက်ပံ့တွေအားများတယ်ကိုဆောင်ထောက်ပံ့တွေအားများတယ်အခုနောက်ပိုင်းကျတော့ကိုဆောင်မိခေရင်ငါနဲ့အောက်ကလေးရဲ့အထောက်ပံ့တွေရှိတော့အခုအာဟာရဆိုလဲကိုဆောင်နေပြီးတော့အာဟာရဆိုလဲလုံလောက်စွာမစားရဘူးစားတည့်ချေမစားရဘူးပြီးတော့နုတိုက်မိခေရဆိုရင်လဲဒါလည်းဒီနေ့ဒီချိန်ငါချိန်စိုက်စားပေးရမယ်ဆိုတာတဲ့အခုရှော့စားရတဲ့ဘဝတွေကရောက်နေပြီအဲကြောင့်မို့အဲ့လိုမျိုးအထောက်ပံ့များမရှိဘူးလားလို့အားစီမှာဗတ်ချက်များရှိလားလို့ငါနဲ့အောက်ခေရဲ့အတွက်ပြီးမှကိုဆောင်ရလဲမွေးဖွားခံနေချိန်မှာအဲ့လိုမျိုးသူတို့အတွက်ညီတစ်ထည်လောက်လားကလေးအတွက်အထုပ်တစ်ထည်လောက်လားအဲ့လိုမျိုးရှိများရှိမလားလို့ဒီမှာသိချင်တယ်အဲ့တော့ဒီနှစ်ခုကြည့်မယ်ဆိုရင်တော့ဒီကစီထိုးတာကတော့ခုနောက်ပိုင်းကတော့စေရရမဟုတ်တဲ့နေရာစေရရတအားဆိုချင်မရှိတဲ့နေရာကတော့ကျွန်တော်ကစီရပုံမှာထိုးနေကြတာတွေ့ရတယ်ဒါပေမဲ့လိုအပ်တဲ့အမျိုးအစားပြည့်မြင်လားဆိုတော့နည်းနည်းတော့လိုတယ်မျိုးတော့မျိုးလိုတယ်ဒါရှာဝယ်တာခက်လို့ပတ်စံမရှိတော့မဟုတ်တော့ကျွန်တော်ပြောမယ်တချို့လူချင်းလူရှိအောင်ရှိမယ်ဒါပေမဲ့ဝယ်ချင်တဲ့ဝယ်လို့မရအောင် vaccine တစ်လုံးကဝယ်ချင်တဲ့ဝယ်လို့မရအောင်အစိုးရကနေတီဝင်ရောင်းဝယ်ဖောက်ကားပြီးတော့မှဟုတ်တော့ဖောက်ကားတော့အစိုးရကနေတော့ဂါဘီလို့ခေါ်တဲ့ဟိုနိုင်ငံတကာကနေကျွန်တော်တို့နိုင်ငံတကာဒိုနာကတော့ပတ်စံရှိတယ်မှာရှောက်ဝယ်လို့မရအောင်အဲ့ဒီversionနော်မိခင်တွေလည်းပါတယ်အဲ့ဒီဟာကအစင်းစင်းနဲ့စင်းတဲ့ကြဒီဝယ်ယူမှုကိုလုတ်ပေးပြီးမှတန်လဲကျွန်တော်တို့လက်ထဲကိုရောက်တာရတော့မှ IC ကအစိုးရတံဖြစ်တော့ IC ကိုပေးလို့မရပြောင်းတော်လိုင်းရဲ့အစိုးရဖြစ်တာဟုတ်တော့အဲ့ဒါဘာလဲဆိုတော့အရက်ဖက်အဖွဲ့အစည်းနေမှာသူတို့လုပ်နေတယ်အကြောင်းမို့အခု loss ကီနီမှာvaccination လို့ခေါ်တဲ့ဒီ EPI ထိုးတာကအရက်ဖက်ဖွဲ့စည်းထိုးတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ process ကအကုန်တည်တယ်တူတွဲလောက်တာပြောတာအဲ့ဒါနံပါတ်1ချက်အဲ့တော့ပြောချင်တာကတချို့ဒီ ANK လို့ပြောတဲ့လိုက်လေဒီ mechanical နဲ့ပတ်သက်လာတဲ့ vaccination ကအဓိကကြတယ်မှာပါတယ်စားဖို့တောက်ဖို့ nutrition ကလည်းအရေးကြီးတယ်ဒါပေမဲ့မမွေးခင်မှာထိုးရမယ်ကဝေးစီတောက်ရမယ်ဆောင်းလို့တိမှာပါအဲတောက်မစီးတွေရှိတယ်အမျိုးသားတောက်လို့မရဒီစီးတွေအဲ့ဒီစီးတွေကတိတန်ကိုပေးရတယ်တိတန်ကိုရှာဝယ်ရတယ်တိတန်ကိုစင်မဟုတ်အဲ့ဒါပက်တာကိုဘဒူကအများဆုံးလုပ်ပေးလဲဆိုတော့စေခမ်းမယ်စေခမ်းမှာတော့မှဘယ်အဖွဲ့ကအများဆုံးကံပေးလဲဆိုတော့ကျွန်တော် KMS လို့ခေါ်တယ် Training Midwife Society ကနေဆိုတော့သူတို့ကအဓိကသူတို့ရဲ့ professional လို့ခေါ်တယ်သူရဲ့ပညာရပ်ပိုင်းဆိုင်ရာကဒီကလေးဒီမိခင်နဲ့ပတ်သက်တဲ့ OG နဲ့ပတ်သက်တဲ့ဟာ OG နဲ့မဆိုဒီမိခင်နဲ့ပတ်သက်တဲ့ဟာကိုပို့တော့မှအမခံရှိတယ်အဲ့တော့စစ်ခန်းတွေအတတ်နဲ့ဆုံးမိခင်တွေကိုစစ်ခန်းကိုတွားစီချင်တယ်အနည်းစားဆုံးစစ်ခန်းကိုပုံမှန်တွားပါဘာဖြစ်လို့ပုံမှန်တွားလို့ပြောလဲဆိုတော့ကလေးရဲ့ကျမရဲ့အခြေအနေမိခင်ရဲ့ကျမရဲ့အခြေအနေကကျွန်တော်တို့မသိနိုင်အောင်အဲ့ဒီမှာစစ်ခန်းမှာထိုင်နေတဲ့ဆရာဆမအတိဆုံးဖြစ်တယ်အထူးဖြင့်ခဏပြောလို့ midwife တွေကအတိဆုံးဖြစ်တယ်လိုအပ်ရင် OG တောက်ရိုက်တာကဆရာဝန်ပေါ့နော်ဟိုဓမ္မတောက်ရိုက်တာတော့ဒါပေမဲ့အဓိကမှာတွားပါအဲ့ဒါကျွန်တော်ဘယ်မှာအဲ့ဒီတွားရင်ရစရာတစ်ခုရှိတယ်နံပါတ်1ချက်ကျွန်တော်တို့အခါအားလျော်စွာစစ်ခန်းတွေမှာကျွန်တော်တို့နိုင်ငံတကာဖွဲ့စည်းနေတွဲပြီးတော့မှလုပ်နေတဲ့ project တွေရှိတယ်စစ်ခန်းတွေတိုင်းမှာဘာလဲဆိုတော့အများစုတော့ဘာလဲဆိုတော့ကျွန်တော်တို့ခေါ်တဲ့ nutrition package ဆိုတာရှိတယ်ဒါလည်းနိုင်ငံတကာအဖွဲ့အစည်းတစ်ခုနဲ့တစ်ဆင့်ပေါ့နော် CAG ကနေနဲ့အတူ KNA KMS နဲ့တစ်ဆင့်အခု KMS ဟိုနဲ့ဟိုလုပ်နေတယ်အဲ့ဒီ project က IC လည်းတည်တယ်တူတွဲလုပ်နေတဲ့ project ထဲမှာပါတယ်အဲ့တော့
စေခန်းတွေမှာသူတို့ထိုင်နေတဲ့စေခန်းတွေမှာမိခင်တွေအတွက် nutrition package ဆိုတာရှိတယ်အဲ့တော့ဘာစားတောင်းမလဲဆိုတာကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်သိတာကဘာစားတောင်းမလဲဆိုတာဆရာမတွေသိတယ်အဲ့တော့ဆရာမတွေသိတဲ့မို့ဆရာမစီသွားမယ်အဲ့တော့ကျွန်တော်မိခင်တွေမိခင်တွေဖခင်တွေကျွန်တော်အခြေပေးဖို့အတွက်လိုအပ်တယ်နော်ဟိုစေခန်းပေါ်မှာတွားပါစေခန်းမှာသူတို့ပေးတဲ့ဆေးဝါးတွေသူတို့ပေးလိုက်မယ်ကိုဝင်ချင်းကြည့်မယ်ကကဆေးတွေထိုးပေးလိုက်မယ်ရှိမယ်နောက်ပြီးတော့မမွေးခင်မှာဟိုကျွန်တော်တောက်တဲ့အားဆေးတွေသူတို့ပေးလိုက်မယ်ပြီးရင်တော့မွေးတဲ့ချိန်ကာလမှာကျွန်တော်တချို့ project တွေကအမျိုးသမီး project တွေအမျိုးသမီးအဖွဲ့တွေရှိတယ်အမျိုးသမီးအရက်ဖက်အဖွဲ့တွေရှိတယ်ကီနီIEC မှာဆိုကလေးနဲ့အမျိုးသမီးနဲ့ကလေးရဌာနရှိတယ်အတနဲ့ဆိုဒီလိုမျိုးအနီးတွေမွေးကင်းစားကလေးတွေအတွက်တချို့မိခင်တွေအတွက်သူတို့ခေါ်တာ dignity gift တွေရှိတယ်ပေါ့နော်အဲ့ဒီ gift တွေရှိတယ်အဲ့ဒီမှာကပါတယ်ပစ္စည်းတွေပါတယ်အတနဲ့ဆိုသူတို့နဲ့ချိတ်ဆက်ဖို့လိုရတယ်ကျွန်တော်တို့ကလည်းအမျိုးသမီးနဲ့ကလေးရဌာနကိုလည်းကျွန်တော်တို့အဲ့ဒါအားပေးတယ်သူတို့ကလည်းကျွန်တော်တို့ IC ကနေတိတ်ပစ်ဆံမပေးနိုင်တဲ့တိုင်မှာသူကလည်းအရက်ဖက်ဖွဲ့စည်းနဲ့လိုက်ချိတ်ဆက်ပြီးတော့မှနိုင်ငံတကာဖွဲ့စည်းနဲ့ချိတ်ဆက်ပြီးတော့မှဒီမိခင်တွေကလေးတို့သူလှုပ်လို့ပေးနေတာရှိတယ်အဲ့တော့ရခိုင်တော့ပြည့်စုံရမလားဆိုတော့မရဘူးဒါပေမဲ့ကျွန်တော်ပြောရတာကအခြားကိစ္စနဲ့ပတ်သက်လာရင်ပူပြီးတော့မှအခွင့်အလမ်းဖို့ရှိတယ်အခွင့်အလမ်းဖို့ရှိတယ်စီခန်းတွေမှာဒီဝန်ဆောင်မှုတွေရှိတယ်ကကွယ်စင်းနဲ့ပတ်သက်ပြီးတော့မှကေတော်လို့လာလို့မရတဲ့တချို့အခုတော့ဆိုဒီမို့ဆိုရှေ့မြို့နယ်တခုတော့ကြံခဲ့တယ်ကကွယ်စင်းထိုးလို့မရဘူး၄လ၅လရှိတော့ပြီဒါစစ်ရရဖြစ်တယ်အဲ့ဒီဟာကလွဲကျွန်တော်ညအားလုံးကကွယ်စင်းထိုးလို့ရတယ်နော်အဲ့ဒါမို့ညီမရထမချက်ကျူးတဲ့နဲ့ကျွန်တော်ပြောချင်တာကစစ်ခန်းတွေကိုမိဘတွေအချိန်ပေးပါတွားပြပါလိုအပ်တဲ့ဆေးတွေလိုအပ်တဲ့အစားအဟာရ package တွေကိုသူတို့လည်းနိုင်တော့သူတို့ပတ်ပို့လိမ့်မယ်ဒါပေမဲ့တချို့မြို့နယ်ကတော့အားနေလိမ့်မယ်ဥပမာတော့ခုမြို့နယ်ကဒေါ်လာဆောကျွန်တော်ခေါ်တဲ့ဖူဘခုမြို့နယ်ကအထူးဖြင့်တော်ခုအုပ်စုအထူးဖြင့်တော့မဟုတ်ခုအုပ်စုနံဖက်အုပ်စုဆိုရင်ပို့ပြီးတော့မှခက်ခဲတယ်စမတီဆုံးပဲဘာဖြစ်လဲဆိုတော့ခဏမှဆာမမှာအဲ့ဒီနားတကွင်မှာဆာမရှိတယ်မှာတရောက်လေနော်ဒါမှကျွန်တော်တို့ data ခံမဟုတ်အခြားနေရာနဲ့လာတဲ့သူဖြစ်တယ်အဲ့မျိုးဆိုတော့ဟိုလက်နက်မီမူရာအန်တဲ့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့လည်းစူးစမ်းလို့တာကဒီစေုံစစ်ခန်းတွေကအတတ်နိုင်ဆုံးမြို့နယ်ကိုလည်းကျွန်တော်ပြန်အားပေးတယ်မြို့နယ်အနေနဲ့အတတ်နိုင်ဆုံးစစ်ခန်းတွေကိုပို့ပြီးတော့မှbudget ပို့ချဖို့အတွက်ပြီးတော့မှစစ်ခန်းတွေကလည်းမြို့နယ်နဲ့ပို့ချဖို့အတွက်ဒါတော့ကျွန်တော်တို့ပြောလို့ရတာဟာပဲဒါပေမဲ့ IC ရဲ့အကြမ်းပိုင်းဌာနအနေနဲ့ကျွန်တော်အနေနဲ့ဖြစ်စေဒီဟာတော့ကျွန်တော်တို့မျက်ခြေမပြကြည့်နေတယ်တော်တော်လေးတော့အခက်ခဲရှိလာလို့ပြောရင်တော့အခြားနဲ့ဆိုင်တော့အဆင်ပြေဆုံးထဲမှာပါတယ်မိခင်တည်စုံမှုတော့ကလည်းတော်တော်နဲတယ်ကလေးတည်စုံမှုတော့အရင်နဲ့များတယ်ဒါတော့သူချို့ပြောတာကမြင်ကလေးကြောက်လဲပါတယ်နောက်တချို့ဒီလေရင်ကြောက်ပေါ့နော်ကြောက်လဲတချို့မိခင်ဒီ abortion ဖြစ်တဲ့ရည်နဲ့တက်လာတယ်ပေါ့နော်ဒါပေမဲ့မိခင်တည်စုံမှုကတော့တော်တော်နဲသေးတယ်ကလေးတည်စုံမှုတော့ကလည်းကျွန်တော်တို့အရအောင်ဆိုပါမရှိနေတူဆိုတော့တွေ့ရတော့မဆိုးသေးဘူးလေနော်ဒါပေမဲ့ခဏပြောလို့အမျိုးသမီးဌာနရှိတယ်ချစ်ဆက်ပါအမျိုးသမီးအဖွဲ့လုပ်နေတဲ့CS ရပ်ဖက်ရှိတယ်နောက်ပြီးတော့မြို့နယ်နဲ့ချစ်ဆက်ကြည့်ပါကျွန်တော်အနေနဲ့ဒီဟာကိုလည်းအတတ်နိုင်ဆုံးပေါ့နော်ဌာနတွေကိုလည်းပြန်ပြီးတော့မှပြန်ပြောပြမယ်ဟုတ်ဒါပေမဲ့ကျွန်တော်ပြောရတာကအဆင်ပြေဆုံး issue ထဲမှာပါတယ်